တိတ်ဆိတ်ချောက်ကပ်နေတဲ့နှင်းတော်ကြီးထဲမှာမြေအောက်ကိုနှက်ဆိုင်စွာတိဆောက်ထားတဲ့လျှို့ဝှက်တက်ခွဲခန်းကြီးတစ်ခုရှိတယ်။အဲ့ဒီနေရာကိုလူတွေက cold storage လို့ခေါ်ကြတယ်။လူသားတွေရဲ့မျိုးရိုးဗီဇနဲ့လျှို့ဝှက်ချက်တွေကိုအေးခဲသိမ်းဆည်းထားတဲ့ဒီနေရာမှာတနေ့တော့ပုံမှန်မဟုတ်တဲ့ချိုယွင်းချက်တစ်ခုဖြစ်ပေါ်ခဲ့တယ်။အဲ့ဒီချိုယွင်းချက်ကနေတဆင့်နှစ်ပေါင်းများစွာအေးခဲနှိပ်စက်ထားတဲ့အရာတစ်ခုနိုးထလာတဲ့အခါမှာတော့အသက်ရှူရက်မတက်ရင်ခုန်ရမယ့်အခန်းများအပြင်ဘက်မှာအနှုတ်50ဒီဂရီရှိတဲ့အေးဒဏ်အတွင်းထဲမှာတော့လူမသိသူမသိနိုးထလာတဲ့ကြောက်မက်ဖွယ်တတဝါရှင်တန်ခြင်းအတွက်ရုန်းကန်မှုခင်မီနည်းပညာတွေအားလုံးသုံးမဝင်တော့တဲ့အချိန်မှာအဓိကဆက်ဆောင်တွေဟာသူတို့ရဲ့လက်ပလာနဲ့ဒီအေးဆက်တဲ့နေရခန်းတွေကနေဘလို့လွတ်အောင်ရုံးထွက်မလဲလျှို့ဝှက်ချက်ဒီစကားရဲ့အလှည့်ပြောင်းကတော့ဘသူကရန်သူလဲဘသူကလူသားလဲဆိုတာခွဲခြားရခက်လာတဲ့စိတ်ပညာပိုင်းဆိုင်ရာတိုက်ပွဲတွေပဲဖြစ်ပါတယ်ဒီစကားကိုဘာလို့ကြည့်တင်လဲရိုက်ချက်အလံစားများ2026ရဲ့နောက်ဆုံးပေါ်နည်းပညာတွေနဲ့ရိုက်ကူးထားလို့မြင်ကွင်းတွေကအရန်ကိုလက်တွေ့ကြပြီးရင်သက်ရှူမောဖွယ်ဖြစ်နေမှာပါတဲထိတ်ရင်မှုအပြည့်ဇလန်းအစကနေအဆုံးထိထိုင်ကုန်ကနေမထချင်အောင်ဆွဲခေါ်သွားမယ်ဆက်အိမ်ကြီးပါထူးခြားတဲ့ဇလန်းသွားရိုးအီနေတဲ့ပုံစံမျိုးမဟုတ်ပဲခံမှန်းရခက်တဲ့စက်ွက်တွေကြောင့်ကြည့်ရတာတန်စီပါပါမင်းရဲ့အသက်ရှူတန်တောင်ခဲသွားမဲ့အထိကြောက်စရာကောင်းတဲ့နေရာမျိုးကိုရောက်ပြီလားဒီ cold storage စကားဟာဒီဆက်ဆက်အငွေတက်တွေကြားထဲမှာတင့်ကိုချွေးပြန်လာစေနဲ့ဘလို့ကားကောင်းတကားဖြစ်တဲ့ကြောင့်အခုပဲကြည့်ရှုဖို့လက်မလွတ်တင်ကြောင်းညှို့ဆိုပေးလိုက်ပါတယ်